အခန်းကြီး3ချစ်သူတို့ဤဒုတိယဩဝါဒစာကိုသင်တို့အားယခုငါရေး၍ပေးလိုက်၏တန်ရှင်သောပရောဖက်တို့သည်အထက်ကဟောပြောသောစကားများကို၎င်းကဲ့တင်တော်မူသောအရှင်သခင်ဖျား၏တမန်တော်ဖြစ်သောငါတို့၏ပြည့်ညတ်ကို၎င်းသင်တို့သည်အောက်မေ့စေခြင်းကဤစာနှစ်ဆောင်၌သင်တို့၏ကြည်ဖြူသောစိတ်ဝိညာဉ်တို့ကိုငါသတိပေး၍နှိုးဆော်၏ရှေးဥစွာတိမှတ်အပ်သောအရာဟုမူကားနောက်ဆုံးသောကာလ၌ပြည့်ရည်ပြုတတ်သောသူတို့သည်မိမိတို့တက်မှတ်ခြင်းအတိုင်းကျင့်နေ၍သခင်ဖျားကြွလာမည်ဟုသောဂရုတော်သည်အဘယ်မှရှိသနည်းဘိုးဘေးများအိပ်ပျော်သည့်နောက်ခတ်သိမ်းသောအရာတို့သည်ဖန်ဆင်းစားကဖြစ်တဲ့ကဲ့သို့ဖြစ်မြဲဖြစ်ကြ၏ဟုဆိုလျက်ကဲ့ရဲ့ခြင်းနှင့်တကွပေါ်လာကြလိမ့်မည်ရှေးကာလ၌မိုးကောင်းကင်ကို၎င်းရေထဲကထွက်၍ရေဖြင့်တည်သောမြေကြီးကို၎င်းဘုရားသခင်နှုတ်ကပတ်တော်သည်ဖြစ်စေတော်မူကြောင်းနှင့်ဘူးသောလောကရတ်ကိုထိုသောအားဖြင့်ရေနှင့်လွှမ်းမြုပ်၍ဖျက်ဆီးကြောင်းကိုထိုသူတို့သည်မှတ်မိကျင်သောစိတ်မရှိကြယခုရှိသောမိုးကောင်းကင်နှင့်မြေကြီးမူကားတရားဆုံးဖြတ်၍အတ္တမလူတို့ကိုဖျက်ဆီးသောနေ့ရက်တိုင်အောင်ထိုနှုတ်ကပတ်တော်အဖြစ်တူထားလျက်ရှိ၍မီးရှို့ခြင်းအဖို့အလို့ငှာနေရစ်သည်ချစ်သူတို့ထာဝရဘုရားမှာကာလတရက်သည်အနှစ်1000ကဲ့သို့၎င်းအနှစ်1000သည်တရက်ကဲ့သို့၎င်းဖြစ်သည့်အရာတစ်ခုကိုမမေ့လျော့ကြနှင့်လူချို့တို့သည်နှေးခြင်းကိုမှတ်သည့်အတိုင်းထာဝရဘုရားသည်ဂတိတော်အရာမှာနှေးတော်မမူငါတို့တွင်အဘယ်သူမျှမပြည့်စည်ဘဲရှိသမျှတို့သည်နောင်တရစေခြင်းငှာအလိုတော်ရှိ၍ငါတို့ကိုတီးခံတော်မူ၏တခိုးသည်ညှိခါလာတဲ့ကဲ့သို့ထာဝရဘုရား၏နေ့ရက်သည်လာလိမ့်မည်ထိုနေ့၌မိုးကောင်းကင်သည်ကြီးစွာသောအတန်နှင့်တကွပျောက်သွားလိမ့်မည်လောကရတ်တို့သည်ပူအားကြီး၍ပြက်ကြလိမ့်မည်မြေကြီးကိုမှဆ၍မြေကြီးပေါ်မှပြုလုပ်သမျှသောအရာတို့သည်ကျွမ်းလောင်ကြလိမ့်မည်တို့ဖြစ်၍ဤအရာအလုံးစုံတို့သည်ကုံစင်မည်မှန်သောကြောင့်မိုးကောင်းကင်သည်မီးနှင့်ပြက်၍လောကရတ်တို့သည်ပူအားကြီးလျက်ရေကြိုခြင်းကိုခံရသောနေ့တည်းဟုသောဘုရားသခင်၏နေ့ရောက်လိမ့်မည်ဟုသင်တို့သည်မျှော်လင့်တောင့်တလျက်တန့်ရှင်းသောအကျင့်ကိုကျင့်ခြင်းဘုရားဝတ်၌မွေးလျော်ခြင်းအဖြစ်အဘယ်သို့သောသူဖြစ်အပ်ကြသနည်းယခုရှိသမျှသောအရာတို့သည်ပြည့်ရတော်လဲဖြောက်မှတ်ခြင်းတရားတည်နေရာမိုးကောင်းကင်သည့်နှင့်မြေကြီးသည့်ကိုငါတို့သည်ဂတိတော်နှင့်အညီမျှော်လင့်ကြ၏ထိုသို့မျှော်လင့်ခြင်းရှိသောကြောင့်ချစ်သူတို့သင်တို့သည်အညစ်အကြေးနှင့်ကင်းစင်၍အဘယ်အပြစ်မျှမပါဘဲရှေ့တော်သို့ငြိမ်ဝှက်စွာရောက်မည်အကြောင်းကြိုးစားအားထုတ်ကြလော့ငါတို့ချစ်သောညီပေါလုသည်မိမိခံရသောဉာဏ်ပညာအတိုင်းသင်တို့အားရေး၍ပေးလိုက်သောစာ၌၎င်းသူသည်ဤအရာများကိုပြော၍စီရင်သောဩဝါဒစာရှိသမျှတို့၌၎င်းပါသည်နှင့်အညီငါတို့သခင်ဖျားတီးခန့်တော်မူခြင်းသည်ကဲတင်မြေအကြောင်းဖြစ်သည်ဟုမှတ်ကြလော့ထိုစာတို့၌ခက်ခဲသောအရာအချို့ရှိ၏မတတ်သောသူတည်ကြည်ခြင်းမရှိသောသူတို့သည်ထိုအရာမှစ၍ကျွင်းသောကျမ်းစာ၏အ내ကိုမှောက်လှန်၍ကိုဖျက်ဆီးတတ်ကြ၏တို့ဖြစ်၍ချစ်သူတို့မတရားသောသူတို့၏ပရိယေအားဖြင့်သင်တို့သည်လည်းသွေးဆောင်ရာသို့လိုက်၍သင်တို့တည်ကြည်ခြင်းမှမရွေ့လျော့မည်အကြောင်းဤအရာများကိုတည်နှင့်ပြီးဖြစ်၍ကိုစောင့်ရှောက်ကြလော့ဂျေဇုတော်၌၎င်းငါတို့ကိုကယ်တင်တော်မူသောအရှင်သခင်ယေရှုခရစ်ကိုတည်ကျွမ်းခြင်း၌၎င်းကြီးပွားကြလော့ထိုသခင်သည်ယခုမှစ၍ထာဝရနေ့ရက်ကာလပတ်လုံးဘုန်းအသည့်ရှိတော်မူစေတည်းအာမင်